အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာကတော့ကျွန်တော်တို့ဒီ Cartoon Animator software ထဲမှာဒီကိုယ့်ရဲ့ကိုယ်ပိုင် character တွေပေါ့နော်ဒီဘယ်လိုမျိုးလှုပ်ရှားမလဲပေါ့အဲ့ဒီဟာကိုကျွန်တော်ရှင်းပြပေးချင်ပါတယ်အဓိကတော့ကျွန်တော်တို့ဒီ Cartoon Animator ကိုအသုံးပြုပြီးတော့ animation လုပ်တဲ့အခါမှာသူ့ထဲကပါတဲ့ template တွေကိုအသုံးပြုပြီးလုပ်ရတယ်ပေါ့အဲ့ဒီအခါမှာဒီ template တွေကဘယ်လိုပြောမလဲကြာလာတော့ငင်းငွေ့စရာကောင်းတယ်ပေါ့နော်ကျွန်တော်တို့ဒီကိုယ်ပိုင် character ကိုယ်ပိုင် custom နဲ့ဒီပြုလုပ်ပြီးတော့ဒီကိုလိုချင်တဲ့ပုံစံကိုအတိအကျရအောင်ပေါ့ဘယ်လိုမျိုးလှုပ်ရှားမလဲပေါ့နော်အဲ့ဒီဟာလေးကိုကျွန်တော်ရှင်းပြချင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဒီ animation ပေါ့နော်ဒီ body motion ကိုပြုလုပ်တဲ့အခါမှာဒီစဉ်းစားရမှာပေါ့နော်ကျွန်တော်ဒီအပြင်အတိုင်းပဲပေါ့ဟာကျွန်တော်တို့ဒီဘောလုံးကန်မယ်ဆိုရင်ဒီဘောလုံးကိုဘယ်လိုကန်မလဲပေါ့နော်ဒီလိုမျိုးလေးတွေကျွန်တော်တို့ဒါကန်ပြီးတော့ကိုယ့်ရဲ့အမူအရာလေးတွေကိုကျွန်တော်တို့ကဒီအရင်ဆုံးလှုပ်ရှားရတယ်ပေါ့မှာကျွန်တော်တို့ဒီပစ္စည်းကိုကောက်ပြီးတော့ပြစ်လိုက်တယ်ဆိုလို့ရှိရင်ကိုယ့်အနေကိုအရင်ဦးဆုံးကိုဒီတရုပ်ဆောင်ကြီးပေါ့နော်တရုပ်ဆောင်ပြီးသွားပြီဆိုလို့ရှိရင်ဒါဒီ software ထဲမှာဒီအသေးစိတ်ပေါ့နော်ဘယ်လိုမျိုးလှုပ်ရှားမလဲအဲ့ဒီမှာကိုကနေပြီးမခံမနိုင်ဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့ဒါဗီဒီယိုရိုက်ပြီးတော့ပေါ့နော်ကိုယ့်အနေကိုကြည့်ပြီးတော့ဒီလိုလှုပ်သွားရဲဆိုပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့ဒီဟိုပါပေါ့ဘယ်လိုပြောမလဲအတိအကျပေါ့နော်အတိအကျယူလို့ရတယ်ပေါ့အဲ့လိုပဲမဟုတ်ဘူးဆိုကျွန်တော်ဒီခက်မှန်းပေါ့နော်ကျွန်တော်လောလောဆယ်ကတော့ဒီကျွန်တော်ပြောတဲ့အတိုင်းပဲဒီကျွန်တော်ဒီဘာ animation လုပ်နေပေါ့နော်ဒီလုပ်တဲ့အခါမှာအခုဟာအရင်ဆုံးတရုပ်ဆောင်ကြည့်လိုက်ပေါ့နော်ကိုလုံးမ animation ထားတော့လေးလော်ရဲပေါ့နော်ဒါဒီလိုလိုကြရဲဆိုတော့လက်ကဒီလိုရောက်တယ်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 အဲ့လိုမျိုးအဆင့်ဆင့်ပေါ့နော်အဲ့လိုမျိုးလေးတွေကိုကျွန်တော်ကအရင်ဆုံးပုံပေါ်မှာဖြစ်ပါခင်ဗျဟုတ်ပါဒါဆိုလို့ရှိရင်ကျွန်တော်အခုဒီtutorial မှာပေါ့နော်ဒီသင်ခန်းစာမှာတပြက်စီးလဲတဲ့ဟာလေးကိုကျွန်တော်ရှင်းပြပေးမယ်ပေါ့ဆိုတော့တပြက်စီးလဲတဲ့ဟာကဘယ်လိုလဲဆိုတော့ကျွန်တော်ဒီကင်တယ်ပေါ့နော်ဒီလိုကင်တယ်ကင်ကြည့်လိုက်ပေါ့ဟိုတပြက်စီးမရှိဘူးဆိုတော့လည်းကိုယ့်အနေကိုဒါဟန်လေးနဲ့ကင်ကြည့်ပြီးတော့လဲကြည့်လိုက်ပါနော်ရှင်းအဲ့ဒီ animation ကိုကျွန်တော်တို့ဒီ Cartoon Animator software ထဲမှာပေါ့နော်ဒီကိုယ်ပိုင် custom လုပ်ပြီးတော့ဘယ်လိုမျိုးတက်တွင်းမလဲပေါ့ကိုယ့်ရဲ့ကိုယ်ပိုင် character ပေါ့နော်အဲ့ဒီဟာလည်းကျွန်တော်ချက်ကြည့်အောင်ပါခင်ဗျကျွန်တော်တို့ကဒီ Cartoon Animator software ကိုအသုံးပြုပြီးတော့ဒီ animation တွေလုပ်တဲ့အခါမှာပေါ့ဒီဇာတ်လမ်းတွေပေါ့နော်ဒီ cartoon ဇာတ်လမ်းတွေပုံပေါ်ဖန်တီးတဲ့အခါမှာဒီ Cartoon Animator ထဲမှာပါတဲ့ဒီ animation template တွေကိုအသုံးပြုပြီးတော့ကျွန်တော်တို့လုပ်ကြတယ်ပေါ့ဆိုတော့ဒီအခုဒီသင်ခန်းစာမှာကတော့ဒီ template ကိုမတုံးပန်းနဲ့ပေါ့ဒီကိုယ့်ရဲ့ကိုယ်ပိုင် character ကိုပေါ့နော်ဒီကိုယ်ပိုင် animation motion တွေနဲ့ဒါဘယ်လိုမျိုးလှုပ်ရှားမလဲပေါ့အဲ့ဒီဟာလေးကိုကျွန်တော်ဒီရှင်းပြပေးချင်ပါတယ်တပစီလဲတဲ့ movement လေးကိုကျွန်တော်လုပ်ကြရအောင်ပေါ့နော်ဒီလုပ်ကြည့်မယ်ပေါ့ဆိုတော့ဒီ character တစ်ကောင်ကိုကျွန်တော်အရင်စခေါ်လိုက်မယ်ပေါ့ဒါကတော့ကျွန်တော်တို့ဒီခေါ်လို့ရတယ်ပေါ့နော်ဒီ template ထဲက character ပဲခေါ်ကိုယ့်ရဲ့ဒီရှိပြီးသား character ကိုပဲခေါ်လို့ရတယ်ပေါ့ဆိုတော့ဒီထဲမှာဒီ character တစ်ကောင်လောက်ခေါ်ထည့်လိုက်မယ်ပေါ့ဆိုတော့ဟုတ်ပြီဒီ character လေးရလာပြီပေါ့နော်ဒီ character ကိုဒါကျွန်တော်တို့ဒီ WC လဲမယ်ဆိုတော့ WC ကိုသူ့ရဲ့လက်မှာတက်ရမယ်ပေါ့နော်ဆိုတော့ဒီသူ့ရဲ့လက်မှာတက်ဖို့အတွက်ကိုဒီ composer mode ထဲကိုအရင်ဆုံးတွားလိုက်မယ်ပေါ့ဒီ composer mode ထဲကိုတွားပြီးဆိုလို့ရှိရင်အရင်ဆုံးစဉ်းစားရမှာဒီပါလဲဆိုတော့ဒီအောက်မှာပေါ့နော်ဒီ content ရဲ့ sync ရဲ့ layer ရဲ့ရှိတယ်ဒီ၃ခုလေးကိုမမေ့နဲ့ပေါ့နော်ဒီ၃ခုလာအရေးကြီးတယ်ဒီ layer ကတော့ဒီ layer management ပေါ့ layer ဒီမှာဆိုလို့ရှိရင်ဒီလက်ကခေါင်းရဲ့အောက်ကိုရောက်တယ်နော်ဆိုတော့ဒီမှာ preview အနေနဲ့တစ်ချက်ခောက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်လက်ဒီခေါင်းရဲ့အောက်ကိုရောက်တယ်ဒါကဒီအဖြစ်များတဲ့ဟိုပုံစံပေါ့နော်ဒီ character ကိုယ့်ရဲ့ဒီကိုယ်ပိုင် character လုပ်ပြီးတော့ဒီဆောက်တဲ့အခါမှာလက်ကြီးကဒီခေါင်းရဲ့အောက်ကိုဝင်နေတယ်အဲ့လိုမျိုးဝင်တဲ့အခါမှာကျတော့ဒါ preview ခဏပိတ်ထားလိုက်မယ်ပေါ့ဆိုတော့ဒီခေါင်းကိုဒီလက်ရဲ့အောက်ကိုရောက်အောင်ပို့လိုက်မယ်ပေါ့ကျွန်တော်ဒီလက်မှာဆိုရင်ဒီအယိုး၃ခုရှိတယ်ပေါ့တော့ဒီ N4M တို့ LM တို့ Unhand တို့ဆိုပြီးတော့ဒီအယိုး၃ခုရှိတယ်ဆိုတော့အဲ့အယိုး၃ခုကိုပေါ့ဒီခေါင်းရဲ့အပေါ်ပို့လိုက်တဲ့တပေါ်ပေါ့နော်ဆိုတော့ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်ဒီ preview လေးတစ်ချက်ခောက်ကြည့်ရအောင်ဒါဆိုရင်ဒီမျက်နှာအပေါ်ရောက်သွားပြီပေါ့ဆိုတော့ဒါဒီ layer management ကတော့ရပြီเนาะဆိုတော့ဒီအောက်က layer တွေကိုလည်းကိုယ့်ရဲ့ဒီဘယ် layer ကိုဘယ်အပေါ်မှာထားချင်တာလဲပေါ့เนาะဒီဘယ် layer ကိုဘယ်အောက်မှာထားချင်တာလဲပေါ့ကိုယ့်ရဲ့ဒီ storyline ပေါ်မူတည်ပြီးတော့ modify ပြန်လုပ်လို့ရတယ်ပေါ့ဒါကတော့ဒီ layer ပေါ့ layer tab မှာဒီ sync ကတော့ဒီကတော့ဒါနာမည်တွေပေါ့เนาะသူ့ရဲ့နာမည်တွေကိုမှတ်ထားတဲ့တပေါ်ပေါ့ဒီ content မှာကတော့ဒါကျွန်တော်တို့ဒီလက်မှာပေါ့ဒီသူ့ရဲ့လက်မှာWC ထည့်ရမယ်ပေါ့နော် WC ထည့်တဲ့အခါမှာဒါလက်မှာထည့်မယ်ဆိုတော့ဒီလက်ကိုဆက်လက်မှတ်ရမယ်เนาะဒီဟာလေးကိုမမေ့နဲ့လက်ကိုဆက်လက်မမှတ်ဘူးဆိုလို့ရှိရင်သူကဒီမှာတွေ drop cut နေမှာเนาะသူကချင်မှာ drop cut နေ
ဆိုတော့ဒီ WCO ကဒီလက်မှာကတ်ရမယ်ပေါ့ဆိုတော့ WCO ကိုရှာလိုက်မယ်ပေါ့နော်ရှာလိုက်မယ်ဆိုတော့ broom ပေါ့နော်ဒီ0403ကိုယူလိုက်မယ်ဒါကတော့ PSD file pro version ယူလိုက်မယ်ဒါကတော့ CTA version ပေါ့ပြောမယ်ဆိုတော့ဒါက PSD file ကြီးကတော့မရဘူးတကားထည့်လို့မရဘူးဒီ pro ကိုတစ်ချက်ချင်းရအောင်မယ်ပေါ့နော်အဲ့ဒီသင်ခန်းစာတွေကတော့ကျွန်တော်ဒီအရင်သင်ခန်းစာတွေမှာဒါဟိုပြောပြထားပြီးပြီပေါ့နော်ဆိုတော့ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီ WCO တစ်ခုကိုဒီလက်မှာတွားပြီးတော့ကတ်လိုက်မယ်ပေါ့ဆိုတော့ဟုတ်ပြီတွားထည့်လိုက်မယ်ပေါ့နော်ဟုတ်ပြီပြီးသွားပြီဆိုလို့ရှိရင်ဒါဒီ composition ပြန်ချပေးမယ်ပေါ့ဆိုတော့ composition ပြန်ချတဲ့အခါမှာဒီ edit post ကိုယူလိုက်မယ်ပေါ့နော်ယူပြီးတော့ဒီမှာWCO ဘယ်လိုကင်မလဲပေါ့နော်ဒီအပြင်မှာကိုယ့်ကိုကင်ကြည့်လိုက်ပေါ့နော်ဘယ်လိုမျိုးအနေထားရမလဲပေါ့ဆိုတော့ဒီ cartoon ဆိုတော့ဒီ 2SK ကတော့တူမှာမဟုတ်ဘူးเนาะလူရဲ့ structure နဲ့ဒီ cartoon structure ကတူမှာမဟုတ်ဘူးအဲ့ဒါဆိုတော့ဒီအနည်းဆက်ဆုံးတူအောင်ချိန်လိုက်မယ်ပေါ့ဆိုတော့ဒီလောက်အနေထားလောက်ထိယူလိုက်မယ်ပေါ့အဲ့ဒီမှာသတိထားမှာဒီပါလဲဆိုတော့ဒီမှာ WC ကအပေါ်ဆုံးမှာရောက်နေတယ်ဆိုတော့ဒီ layer ကိုတစ်ချက်တွားလိုက်မယ်ပေါ့ဆိုတော့ layer ကိုတွားပြီးတော့ WC ကဒီအပေါ်ဆုံးမှာရောက်နေဒီလက်ရဲ့အောက်ကိုရောက်ချင်းနေเนาะလက်ရဲ့အောက်ကိုပို့လိုက်မယ်ပေါ့အဲ့ဒါဆိုတော့ဒီကလက်ရဲ့အောက်ကိုရောက်သွားပြီဆိုတော့ preview လေးတစ်ချက်ခောက်ကြည့်လိုက်မယ်ပေါ့to go sorry preview နောက်မိတ်ထားမယ်ဒီသူ့ရဲ့ခန္ဓာကိုယူပြီးတော့ဒါ preview တစ်ခောက်ကြည့်လိုက်မယ် sorry ဆိုတော့ edit ပို့ခဏပိတ်ထားမယ် preview ခဏဖွင့်လာတယ်ဒါဆိုလို့ရှိရင်ဒီ WC ကလည်းဒီခေါင်းရက်အပေါ်မှာပေါ့နော်အဲခေါင်းရက်အပေါ်မှာရှိမယ်ဆိုတော့ဒီလိုမျိုးလေးဥဆုံးကိုယ့်အနေကိုပြန်ပြော scale ချကြည့်လိုက်ပါတော့ WC ကတော့တူနေတယ်ပေါ့နော်နည်းနည်းလောက်ရှည်လိုက်မယ်ပေါ့review ခဏပိတ်ထားမယ်နည်းနည်းလောက်ရှည်လိုက်မယ်ဆိုတော့ edit post ကိုတွားမယ်ဒါတော့ဒီ edit post ကဒီ version 4မှာကတော့မလိုဘူးပေါ့နော်ဒီ version 5သုံးတဲ့လူတွေဆိုရင်ကျတော့ဒီ edit post ကိုဖွင့်ပေးရမှာဖြစ်တယ်မဖွင့်ပေးဘူးဆိုတော့မရဘူးပေါ့နော်သူ edit လုပ်လို့မရအောင်ဆိုဟုတ်ပြီဒါကိုကြိုက်တယ်လို့ချိန်ပေါ့နော်ဒီ composition ကိုချိန်ပြီးတွားပြီဆိုလို့ရှိရင်ဒါ WC လဲတဲ့အခန်းရောက်လာပြီပေါ့ဒါ WC ကိုကင်ပြီးတွားပြီဆိုလို့ရှိရင်ဒီဘက်ကိုထွက်လိုက်မယ်ထွက်ပြီးသွားတဲ့ခါမှာဒါ WC ရလာပြီနော် WC ရလာပြီဆိုတော့ကဒီသင်ခန်းစာမှာပေါ့ကျွန်တော်ဒီ motion ကိုလုပ်ကြည့်ရင်းနဲ့ဒီ WC ရဲ့ဒီ prop နဲ့ပေါ့နော် accessory နဲ့ပေါင်းပြီးတော့ဒါဘယ်လိုမျိုးနောက်ထပ်လုပ်လို့ရအောင်မလဲဆိုတဲ့ဟာလေးတစ်ချက်ပြောပြပေးမယ်ပေါ့နော် WC ရိုးကိုပေါက်ပစ်လိုက်တာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုး WC ရိုးကိုချလိုက်တာပဲဖြစ်ဖြစ်ပေါ့ဆိုတော့ဒါဒီနှစ်ခုကိုယူထားမယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ WC ကနှစ်ခုဖြစ်နေရပေါ့ဒါကတော့ဒီလူမှာရှိထားတဲ့ WC ပေါ့ဟုတ်တယ်နော်ဒါကတော့ဒီ prop အနေနဲ့ရှိထားတဲ့ WC ပေါ့ဒီလူနဲ့မတွဲထားဒါတော့လူနဲ့တွဲထားတဲ့ WC ပေါ့ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ character ပေါ့နော်ဒါ WC လဲတဲ့ motion လုပ်မယ်ပေါ့ဆိုတော့ WC လဲတဲ့ motion ကိုယ့်အနေကိုဒါအပြင်မှာရမ်းကြည့်လိုက်ပေါ့နော်ဘယ်လိုလဲဟုတ်တယ်နော်ဒါကိုကဒီမမှန်းနိုင်ဘူးဆိုတော့ကိုယ့်အနေကိုဗီဒီယိုရိုက်ပြီးတော့ဒါကြည့်လိုက်ပေါ့ဟုတ်တယ်ဘယ်လိုလဲဆိုတဲ့ဟာကိုဆိုတော့ဟုတ်ပြီဒီမှာကတော့ဒါ command အနေနဲ့သွားလိုက်မယ်ပေါ့နော် WC လဲတဲ့ဆိုတာကတော့ဒါနှစ်ဖက်ကင်ရတယ်ပေါ့နှစ်ဖက်ကင်ရတယ်ဆိုတော့ဒီ post ကိုအရင်ဦးဆုံးတည်လိုက်မယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီ0 frame ကနေပြီးတော့စတည်ထားတယ်ပေါ့တည်ထားမယ်ပေါ့ဆိုတော့ဟုတ်ပြီအနည်းကလေးကြည့်လိုက်ပါနော်ခေုံနေပြီးသွားပြီဆိုလို့ရှိရင်ဒါအယိုးကိုဒလားလောက်မှယူလိုက်မယ်နော်ဒါဆိုဒါ WC လဲမယ်ပေါ့ဒီလိုမျိုး post ကနေပြီးတော့တွားမယ်ပေါ့ဒီကနေစပြီးတော့တွားမယ်ဆိုတော့အဲ့ဒီမှာတတိထားမှာဘာလဲဆိုတော့ဒီမှာဆိုလို့ရှိရင်တော့ကိုပိတ်ထားတယ်ပေါ့နော်ဒီဘာမှသုံးစရာမရှိဘူးဆိုရင်ဖွင့်ထားလိုက်ပေါ့နော်ဘာလို့ဆိုတော့သူကဒီပိတ်ထားခြင်းနဲ့ဒီ motion တွေကစားတဲ့အခါမှာသူကဒါရက်ကြံနေရပေါ့နော်အဲ့ဒါကဒီပြင်တဲ့အခါမှာစိတ်ကတိကောက်ဖြစ်တယ်ပေါ့အဲ့ဒါဆိုဒီအနီရောင်မြင်နေဆိုရင်ပိတ်ထားလိုက်နော်ဆိုတော့ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီ motion လေးကိုတစ်ချက်လုပ်ကြည့်အောင်ပေါ့ဆိုတော့ဘယ်ကနေစလုပ်မလဲပေါ့နော်ကျွန်တော်တို့ဒီ motion animation လုပ်တဲ့အခါမှာအချိန်ကိုတက်မှတ်ရတယ်ပေါ့ဘယ်ချိန်မှာစလုပ်မလဲပေါ့နော်ဘယ်နေရာမှာစလုပ်မလဲဆိုတော့ဘယ်လိုမျိုးအနေထားနဲ့စလုပ်မလဲဆိုတဲ့ဟာအရေးကြီးတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ60 frame 100 frame 60 50 frame ကနေပြီးတော့စပြီးတော့ WC လဲကြည့်မယ်ပေါ့WC လဲတဲ့အခါမှာဒါဒီကနေပြီးတော့စပြီးတော့လဲမယ်ပေါ့နော်ဆိုတော့ဒီ K ပေါ့ဒါ 2D motion key editor ကိုခေါ်ပြီးတော့ set key ဆိုပြီးတော့နှိပ်လိုက်မယ်ဒီ function တွေကတော့ဒီကျွန်တော်အရင်သင်ခန်းစာတွေမှာကတော့အများကြီး
ဒီရှင်းပြခဲ့ပြီးပေါ့ဆိုတော့ဒီမှာကတော့ဒီစိတ်မရှင်းပြတော့ဘူးဆိုတော့ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီ WC လဲတဲ့ motion လောက်အောင်ပေါ့နော်ဒါ motion function ဖွင့်လိုက်မယ်ဖွင့်ပြီးသွားပြီဆိုလို့ရှိရင်ဒီ2ကိုပေါ့ဒီ5 frame ပေါ့နော်ဒီ5 frame ဒီကနေစထားတယ်နော်ဒီ animation လောက်တိုင်းမှာသူကစမှတ်ရှိရဆုံးမှတ်ရှိတယ်ဟုတ်တယ်နော်ဒါဆိုရင်ဒါကစမှတ်ဒီကနေပြီးတော့စမယ်ဒီ set key ကိုနှိပ်လိုက်တယ်ပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်1 2 3 4 5ဟုတ်နော်ဒါဒီ5 frame ကိုယူလိုက်မယ်5 frame ယူပြီးတော့ဆိုရင်ဒီဘယ်လိုလဲမလဲပေါ့နော်ဒီနားလောက်မှာလက်ကတူကဘယ်လိုလုပ်လို့ရမလဲဒါလိုမျိုးမဖြစ်ချင်ဘူးဆိုလို့ရှိရင်ဒါလေးကို keep ထားလိုက်ပေါ့နော် keep ထားလိုက်တယ်ဆိုလို့ရှိရင်သူကသူ့ direction နဲ့သူဖြစ်နေမယ်ဟုတ်နော်ဒါသူရွှေ့လိုက်တယ်ဆိုတော့သူ့ direction နဲ့သူဖြစ်နေမယ်ပေါ့ဆိုတော့ဒီလိုအနေထားမှာခေါင်းလေးနည်းနည်းဆောင်းလိုက်မယ်ပေါ့နော်ဒါယူလိုက်တယ်ပေါ့ပြင်လိုက်တယ်ပေါ့နော်ပြင်လိုက်တယ်ဒါလောက်ကနေစလိုက်မယ်ပြင်လိုက်တယ်ဒါတော့ဟန်ပြင်လိုက်တယ်ပေါ့ဟန်ပြင်ပြီးသွားပြီဆိုရင်ဒီကျွန်တော်အနေနဲ့ဒီလဲတဲ့ post ကိုပေါ့နော်ဘယ်ချိန်မှာပြန်စမလဲပေါ့ဒီ80 frame လောက်မှာစမယ်ပေါ့နော်ဒီ set key ဆိုပြီးထားလိုက်တယ်နောက် set key ဆိုပြီးထားလိုက်ပြီးသွားပြီဆိုရင်1 2 3 4 5 6 9အဲ့ဒီအနေထားလောက်မှာဒီပြန်ပြီးတော့လဲမယ်ပေါ့လဲတဲ့ခါမှာဒီခြေောက်ကိုနည်းနည်းယူကျင်တယ်ဆိုလို့ရှိရင်ယူလိုက်ပေါ့နော်ယူလိုက်မယ်ယူတဲ့အခါမှာကျတော့ဒါဒီကောင်ကိုတော့ပိတ်ထားမှာနော်တော့ပိတ်ထားပြီဆိုရင်ဒီအယိုးကိုယူပြီးတော့အလယ်နာလောက်ကိုယူလိုက်ပေါ့နော်ဒါလောက်ယူလိုက်ပေါ့ဆိုတော့ဒီမှာဆိုလို့ရှိရင်ဒီ key frame တစ်ခုရှိရပေါ့နော်ဒါကတော့ဒီ post ကနေစတယ်ဒါကတော့ဒီလှုပ်ရှားမှုပေါ့ဒီကနေဒီလှုပ်ရှားလိုက်တယ်ပေါ့နော်ဆိုတော့ဒီသူ့ရဲ့ငကိုမူလာကဒီပုံစံတိုင်းကိုယူမယ်ဆိုတော့သူ့ကို copy ယူလိုက်ဒီ key frame ကို copy ယူပြီးတော့ဒီဘက်မှာဒီ page လုပ်လိုက်မယ်ပေါ့ဒါဆိုလို့ရှိရင်အဲ့လိုပြန်ပြီးလာတယ်ပေါ့နော်revert ပြန်လာတယ်ပေါ့ဆိုတော့ဒါကတော့အစပါနော်ဒါဟန်လိုက်ပြင်လိုက်တယ်ပြီးရင်ဒါတစ်ပစီလဲလိုက်တယ်ပြီးတော့သူ့ကိုဒါ loop back လိုက်မယ်ပေါ့ဒီ3ခုကို loop back လိုက်မယ်ဆိုတော့သူ့3ခုကို select မှတ်ပြီးတော့ control C ပြီးနေလိုက်တယ်ဆိုလို့ရှိရင် loop back သွားပြီပေါ့ဒါကိုလိုချင်တဲ့ဒီဘလောက်ဒီ loop back မလဲပေါ့နော်ဆိုတော့3ကောင်းလောက်ယူလိုက်မယ်နော်ပြီးသွားပြီဆိုလို့ရှိရင်ဒီနားလောက်မှာ set key အနေနဲ့ default key ကဒီကောင်ပေါ့ဒီကောင်ဆိုတော့ဒီကောက်ယူလိုက်မယ်ပေါ့နော်ဒါကတော့ default key control paste နော် control C control V ပေါ့အားလည်းရတယ်အဲ့ဆိုလို့ရှိရင်ဒါသူ့ default တိုင်းဖြစ်သွားမယ်ဟုတ်နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီ WC လဲတဲ့ animation လေးကိုရပြီပေါ့ဆိုတော့ဟုတ်ပြီဒါကျွန်တော်တို့ကဒီ WC လဲ animation ကိုတစ်ခါတည်းသုံးမှာမဟုတ်ဘူးလေအများနဲ့သုံးနေမှာဖြစ်တဲ့အတွက်အဲ့ဒီဟာကိုဘယ်လိုမျိုးစစ်ပြီးတော့ပြန်သုံးရမလဲပေါ့နော်နောက်ပိုင်းဒါတခြား character တွေမှာလည်းသုံးလို့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာလေးကိုချက်ကြည့်ရအောင်ပေါ့ဆိုတော့ဒါသူ့ရဲ့တောင်းဝန်ကြည့်သွားပြီဆိုတော့ဒါသူ့ကိုပေးလိုက်မယ်ပေါ့နော်ဆိုတော့ဒီမှာဒီmotion ကို save တဲ့ခါမှာဘယ် function တော့မလဲဆိုတော့ဒီ collect clip ဆိုတဲ့ဟာလေးကိုကျွန်တော်ဖွင့်ထားရမယ်ပေါ့နော်ဒီ collect clip ကိုမဖွင့်ထားဘူးဆိုတော့မရအောင်နော်ဒီမှာသူ့ရဲ့ဒီ channel လေးရှိရဒါ collect clip ဒါ motion ပေါ့အစားရှိတဲ့ဖြစ်တော့ဒီ channel လေးကိုဖွင့်လိုက်တိုင်းမှာအောက်မှာပေါ်လာတယ်ဒါဆိုတော့ဒီ collect clip ကနေပြီးတော့စယူလိုက်မယ်ပေါ့နော်ဒီ collect clip ကနေဆိုတော့ဘယ်ဟာတွေကိုစိတ်မှာလဲပေါ့ဒီမှာ motion တွေ key frame တွေနဲ့ဒီကျွန်တော်အနေနဲ့ဒီလောက်ထားတယ်ဆိုတော့ဒီကနေအစားနဲ့အဆုံးထိကိုပါစိတ်လိုက်မယ်ပေါ့နော်ဒီကနေပြီးတော့ဒီထီကိုဒါဒီမှာလေးတော့များလေးပေါ့နော်ဒီများလေးပေါ်လာပြီဆိုတော့ဒါဟိုဘက်ကိုဆွဲယူလိုက်ပေါ့ဆွဲယူလိုက်တဲ့အခါမှာဒါဒီထီရောက်သွားမယ်ပေါ့ဟုတ်နော်ဒါဆိုလို့ရှိရင်ဒီထီဒီကျွန်တော်လောက်ထားတဲ့50 frame ကနေပြီးတော့100 frame ထိ motion ကိုယူလိုက်မယ်ပေါ့ယူတဲ့အခါမှာဘယ်လို save လဲဆိုတော့ဒီ channel မှာပဲပေါ့နော်ဒီ collect clip channel မှာပဲဒါအရေးကြီးတော့ဒီမှာသွားမလုပ်နေနဲ့မရဘူးတော့ဒီ collect clip channel မှာပဲ right click နှိပ်ပြီးတော့ဒီထဲမှာ export ဆိုတာရှိတယ်เนาะဒီ function ဒီ save တဲ့ဟာလေးတွေကတော့ဟိုသင်ခန်းစာတွေအများကြီးထဲမှာတော့ထည့်ထားပြီးသွားပြီပေါ့ဒီမှာဆိုလို့ရှိရင်ဒီ export ရှိတယ် facial motion ရှိတယ်export facial motion ရှိတယ်ဟိုဆိုတော့ဟိုဒီနေရာမှာကျွန်တော်တို့ပြောချင်တာကဒီသင်ခန်းစာတွေကပေါ့နော်ဒီ advanced level လို့ပြောရမယ်ပေါ့ဒီအခြေခံတွေကတော့ဒီဘယ်လိုပြောမလဲကျွန်တော်တို့ဒီတင်တန်းမှာပေါ့နော်ဒီတင်ပေးထားတယ်ပေါ့ဒီဟာတွေကတော့ဒီအခုသင်ခန်းစာတွေကတော့အဲ့လိုဒီအခြေခံရပြီးတဲ့တူတီလောက်ပဲအဆင်ပြေမယ်ပေါ့နော်
ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ collect click ကိုလုပ်ပြီးတော့ save မယ် save တဲ့အခါမှာဒီ export ကိုယူလိုက်မယ်တော့ export ရဲ့ facial ရဲ့ perform ရဲ့ကွာခြားချက်ကဒါ export ကတော့ဒီ motion သူက body ခန္ဓာကိုယ်မှာရှိတဲ့ motion တွေကိုသူက save လုပ်ပေးတယ်ပေါ့ဆိုတော့အဲ့ဒီဟာကိုပဲ save မယ်ပေါ့နော်ဒီ facial ဆိုရင်ကျတော့ဒီမျက်နှာမှာရှိရဲ့ဒီ animation တွေကိုပဲ save မယ်ဒီ perform ဆိုတာကတော့ဒီ export နဲ့ body နဲ့ facial တို့အကုန်လုံးပါတယ်ပေါ့နော်ဒီ facial ကိုဒီ motion ကိုအကုန်လုံးပါတယ်ပေါ့ဆိုတော့ဒါဆိုလို့ရှိရင်ဒီမှာကတော့ဒီ motion ပဲ save မယ်ပေါ့နော်ဒီ body ပဲဆိုရင်တော့ဒါ export ပဲနှိပ်လိုက်တော့ export နှိပ်ပြီးသွားပြီဆိုရင်ဒါကိုကြိုက်တဲ့နေရာမှာဒီတစ်ချက် save လို့ရတယ်เนาะဒီမှာဆိုလို့ရှိရင် body motion တဲမှာကျွန်တော်အနေနဲ့ဘယ်မှာတွား save မလဲဆိုတော့ဒီအလုပ်လုပ်တယ်ပေါ့နော်ဒီ work key တဲမှာတွား save လိုက်မယ်ပေါ့ဒီမှာ double c လဲပေါ့နော် BROMMING promise ဆိုပြီးတော့ကျွန်တော်ကနေပြီးတော့ save ယူလိုက်မယ်ပေါ့ okay ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီ collect click နဲ့ပေါ့ဒီကိုယ့်ရဲ့ကိုယ်ပိုင်လုပ်ထားတဲ့ဒီ keyframe နဲ့လုပ်ထားတဲ့ဒီ animation တွေကိုဒါ save ပြီးသွားရေပေါ့ဆိုတော့ကျွန်တော်တို့ဒီဟိုဘယ်နေရာမှာ save လိုက်လဲဆိုတော့ကျွန်တော်တို့ဒီကိုယ့်ရဲ့ဒီဘယ်နေရာမှာ save တယ်လဲဆိုတဲ့ဟာလည်းသိရမှာပေါ့နော်မသိလို့မရဟိုဘယ်လိုပြောမလဲမသိဘူးဆိုလို့ရှိရင်ဘယ်နေရာမှာရှာရမလဲဆိုတဲ့ဟာကအဲ့ဒါတော့တိုင်ပတ်တယ်ပေါ့နော်ဆိုတော့ကိုယ်ဘယ်နေရာမှာ save လဲဆိုတော့သိရမယ်ဆိုတော့ဒါကျွန်တော်အနေနဲ့ဒီ animation တွေကဒီ 2D motion တွေကဒီ work key ထဲမှာ save လိုက်တယ်ပေါ့ဟုတ်တယ်ဆိုတော့ဒီမှာ work key ထဲမှာကျွန်တော်တို့ဒီ save လိုက်တယ်ပေါ့နော်ဒီမှာဒီ promise ဆိုပြီးတော့ပေါ်လာတယ်ဆိုတော့သူ့ရဲ့ဒီ save လိုက်တဲ့ motion တွေကိုကျွန်တော်တို့ကနောက်ထပ်ကိုထပ်ပြီးတော့သုံးလို့ရတယ်ခင်ဗျလဲဆိုတော့ဒီ atta တိတ်ကောင်းခေါ်လိုက်မယ်ပေါ့နော်ဒီ atta တကောင်ကိုဒီ magic voice ဆိုပြီးတော့ဒီ character တကောင်ကိုနောက်ထပ်ခေါ်လိုက်မယ်ခေါ်ပြီးသွားပြီဆိုရင်ဒါသူ့ကိုလည်းဒါကျွန်တော်တို့နေ device လဲကျင်နေပေါ့ဟုတ်တယ်နော် device လဲကျင်တဲ့အခါမှာစောနာတော့ကကျွန်တော်တို့ save ထားတဲ့ဒီ animation tab ထဲကဒီ worky ဆိုတဲ့ထဲမှာပေါ့ဒီမှာကတော့ကျွန်တော်ဒီရိုက်ရှာလိုက်တော့မယ်ပေါ့နော်ဆိုတော့ဒီကောင်ကတော့ဒီ search bar တွေကတော့ဒီ version 5မှာပဲပါတယ် version 4မှာတော့မပါဘူးအဲ့ဒီဟာလေးကလည်းတည်ထားမယ်ပေါ့တော့ကိုက version 4တောင်းတာလား version 5တောင်းတာလားဆိုတော့ version 5ကတော့သူကတော့ဒီပတ်စံပေးဝယ်ရတယ်ပေါ့နော်ဒီ version 4ကတော့ဒါကျွန်တော်တို့ဒီတင်တန်းကနေပြီးတော့ဒီပတ်စံနဲ့အဲ့လိုပေါ့တုံးလို့ပတ်စံမပေးရအောင်ပေါ့နော်ဒီလှုပ်ထားတဲ့ version ပေါ့ဟုတ်ပြီဒါဆိုရှင်သူ့ရဲ့ဒီ character တကောင်ကိုလည်းဒါ device လဲခိုင်းမယ်ဆိုရင်လည်းရပြီပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်ဒါ device လဲတဲ့ post လေးနော်ဆိုတော့အဲ့ဒီမှာဒါတူလဲ device လဲနေရပေါ့နော်ဒီမှာသူ့ရဲ့ဒါ motion ကတော့ဒါ motion ထဲမှာပဲတွားနေမယ်ပေါ့နော်ဒါဒီ160 frame ထိလောက်တူရှိနေမယ်ပေါ့နော်ဒီ motion ပေါ့device လဲတဲ့ motion အဲ့လိုရှိနေတယ်ဒါမှမဟုတ် device ကမပါဘူးဖြစ်နေတယ် device ပါအောင်ဆိုလို့ရှိရင်ထပ်ပြီးတော့ကျွန်တော်တို့ကဒီဟိုပါပေါ့ device ကိုထပ်ပြီးတော့ဟိုမလုပ်တော့ပေါ့နော်သူ့ပဲစိတ်လိုက်မယ်ပေါ့စိတ်လိုက်တဲ့အခါမှာဒီ content တွေကဒီ extra တွေကဒါနဲ့ဘာရှိမလဲဆိုတော့ဒီမှာ accessory ဆိုတာရှိမယ်ပေါ့ဟုတ်တယ်နော်ဒီ accessory ထဲမှာဒီ device ကို save လို့ရတယ်ဆိုတော့ body ထဲမှာ save ထားလိုက်မယ်device ကဒီအပြင်ဘက်မှာပဲ save ထားလိုက်မယ်ဆိုတော့မှာကျွန်တော်ဒီ save တဲ့ခါမှာဒါသူ့ကိုပဲ isolated လုပ်ပြီးတော့ save လိုက်မယ်ပေါ့ဆိုတော့ပြီးသွားပြီဆိုရင်ဒါကျွန်တော်ဒီ okay နှိပ်လိုက်မယ်ပေါ့နော်ဒါနဲ့ပြီးသွားပြီဆိုရင်ဒါဒီထက်မှာဒီ promise ဆိုပြီး accessory tab ထဲမှာရောက်လာပြီဆိုလို့ရှိရင်ဒါကျွန်တော်တို့ဒီcharacter ကို select မှတ်ပြီးတော့သူ့ကိုထည့်လိုက်ပေါ့ဒါဆိုလို့ရှိရင်သူက accessory tab ဖြစ်တယ်ပေါ့ဟုတ်ပြီဒါဆိုလို့ရှိရင်တခါတည်းတန်းပြီးတော့ရတယ်ပေါ့ဆိုတော့သူ့ကိုလည်းဒါ layer management လေးနည်းနည်းပါးကစားလိုက်ပေါ့နော်ဆိုတော့ဒီအကောင်းနဲ့ပုံအောက်ပုံအဲ့လိုမျိုးပုံစံပေါ့ဒါမှဆိုလို့ရှိရင်အကောင်းကတော့အောက်မှာရှိပြီးဒါသူကတော့တိတ်ကစားစားမလို့ဒီသူ့ကိုပဲဒါလက်ရအောက်ကိုပို့လိုက်မယ်ပေါ့ဒါဆိုလို့ရှိရင်ရပြီဒါတက်ပြီးဒါဘာမှချိန်စရာမလိုတော့ဘူးဟုတ်တယ်နော်ဒါဆိုလို့ရှိရင်ဒါသူတို့နှစ်ယောက်ကဒီ device လဲတဲ့ဟာလေးတွေကိုမြန်မြန်ဆန်ဆန်ပေါ့နော်ရသွားပြီပေါ့ဆိုတော့ဒီ motion ကိုလောက်ထားတဲ့ motion တွေကိုဒါဆက်ပြီးတော့နောက်ထပ်ပြန်တုံးခြင်းနဲ့ဆိုရင်လည်းအဲ့လိုပဲအခုကျွန်တော်ပြောသလိုမျိုးပဲပေါ့နော်ကောက်ပြီးတော့သုံးလိုက်ရင်ဒါရသွားပြီပေါ့ဆိုတော့ဒါဘယ်နေရာမှာအသုံးဝင်လဲဆိုတော့ကျွန်တော်တို့ဒီ content creation လုပ်တဲ့အခါမှာပေါ့နော်ဒီ animation ကိုဒါအသုံးပြုပြီးတော့ technique ကိုအသုံးပြုပြီးတော့ content creation လုပ်တဲ့အခါမှာအများအားသုံးနေရတယ်ဗျာ
ဒီတချို့ဇလန်တွေဆိုရင်ထပ်ခါပါတယ်ပေါ့နော်ဆိုတော့လမ်းလျှောက်တာဘာညာအဲ့လိုမျိုးပေါ့ကိုယ့်ရဲ့ကိုအသုံးများတဲ့ motion တွေကို save ပြီးတော့ဒါတခုမျိုး save ပြီးတော့ပြန်ပြီးတော့ဒါထပ်တုံးမယ်ဆိုရင်အချိန်လဲ save ဖြစ်တာပေါ့ဆိုတော့ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီနောက်ထပ်တစ်ခုကဒါတော့ဒီကိုပိုင် motion လုပ်တယ်ပြီးတော့ပြီဆိုလို့ရှိရင်ဒါ accessory ထပ်ပြီးတော့ဒါ deposit လေး motion လေးလုပ်ပြီးတော့ save ထားတယ် save ပြီးတော့collect clip နဲ့ပေါ့နော် save ပြီးတော့ဒါပြန်ပြီးတော့တုံးပြုတ်လိုက်တယ်ပေါ့ဆိုတော့ဟုတ်ပြီနောက်တစ်ခုကဒီ deposit ကိုချမယ်ပေါ့နော် deposit ကိုချမယ်ဒီ deposit ကိုသူကအောက်ကိုချတဲ့အခါမှာအရင်ဆုံးဘာမှမစင်စားနဲ့เนาะဒီချတဲ့ motion လို့အရင်ဆုံးလုပ်လိုက်နောက် set key ပေါ့တင်းနေတုံးလေးငါပြီးတော့ပြန်ချမှာဆိုတော့ဒါနည်းနည်းကုန်းမယ်ဆိုတော့ဒီ function လေးသုံးရတော့မယ်เนาะဒီခါးလေးကိုညှို့လိုက်မယ်ပေါ့ခါးလေးကိုညှို့ပြီးတော့ဒါအောက်ကိုပြစ်ချလိုက်ပေါ့ဆိုအယိုးမမြင်ချင်ဘူးဆိုရင်ဒါဒီအယိုးကနေပြီးတော့ show ဘုံကိုခဏ hide ထားလိုက်ပါအဲဆိုရင်မမြင်ရတော့ဘူးကာကြဒီမျက်စိနောက်တယ်ပေါ့နော်ဆိုတော့ဒီအောက်ကိုချလိုက်ပါဆိုတော့အဲ့ဒီ hand လောက်ပဲရပြီเนาะအဲ့ဒီ hand လောက်ပဲရပြီအဲဆိုသူ့ကိုခဏပိတ်ပြီးတော့ချမယ်နည်းနည်းလောက်ဒါဟိုစက်ကီးဟိုအချိန်လေးနည်းနည်းလောက်ကူးလိုက်ပေါ့နော် sorry ဟိုအချိန်လေးနည်းနည်းလောက်ချလိုက်ပေါ့ဆိုတော့ reset ယူလိုက်မယ်ဆိုတော့ဒါသူ့ရဲ့ reset တိုင်းဖြစ်သွားတယ်24တိုင်းဖြစ်သွားတယ်ဟုတ်ပြီဒီမှာဆိုလို့ရှိရင်ဒီဘယ်လိုပြောရမလဲချတဲ့ post ပေါ့နော်ဒီလောက်မှတော့ချသွားမှာဆိုတော့ဒါသူ့ကိုထပ်လိုက်ပေါ့နော်ဒီ prop နဲ့ထပ်လိုက်ဒါ prop နဲ့ထပ်ဒါ prop version เนาะဒါကaccessory version ဟုတ်တယ်เนาะဒါဆိုလို့ရှိရင်ဒီ prop ဒီ right click နေပြီးတော့လုံးဝပဲဒီ remove အရင်ဦးဆုံးလုပ်လိုက်မယ်ပေါ့เนาะဆိုတော့ဒီချိန်မှာပေါ်လာရမှာပေါ်လာဒီ visible tab ကိုခေါ်ပြီးတော့ဒီဖွင့်ပိတ်လေးလုပ်လိုက်မယ်ပေါ့ပြီးတော့ဒီအစားကိုယူပြီးတော့ဒီကောင်ကိုပိတ်လိုက်မယ်ပေါ့ဟုတ်တယ်เนาะဒါဆိုလို့ရှိရင်ရပြီပြီးတော့ပြီဆိုလို့ရှိရင်ဒီနေရာမှာ prop လေးပေါ်လာမယ်ဒီနေရာမှာ sorry ဒီကောင်မဟုတ်ဒီကောင်ပေါ့เนาะဒီနေရာမှာသူကဒီလက်မှာကင်ထားတဲ့ဟာပျောက်သွားမယ်เนาะအဲဆိုရင်ဒီ prop လေးပဲပေါ်လာမယ်ဟုတ်ပြီဒီနေရာမှာဆိုလို့ရှိရင်ဒီ prop version ပေါ့เนาะဒီ prop version ကဒီလောက်မှတော့ပေါ်လာမှာနောက်ဒီ keyframe လေးတွေရှိမယ်ပေါ့เนาะဒီလောက်မှပေါ်လာမယ်သူဒီ character ကိုတပ်ထားတဲ့သူရိုးပေါ့เนาะသူရိုးကဒီလောက်မှမိတ်သွားမယ်ဆိုတော့မိတ်လိုက်တဲ့အခါမှာသူကဒီအစမှာပဲပေါ့เนาะဒီအစမှာဒီအကုန်လုံးမိတ်သွားတယ်ပေါ့မိတ်သွားတဲ့အခါမှာဒီအစကိုပေါ်ထားလိုက်ပေါ့เนาะပေါ်ပြီးတော့ဒီမှာတော့ပေါ်ထားမယ်ဒီမှာမိတ်သွားမယ်ဆိုတော့ဒီ prop ကတော့ဒီနားလောက်မှပေါ်လာမယ်ဟိုဘက်ကိုလည်းပေါ်လာမယ်ဒီ line လေးတွေကတော့အလကားမဟုတ်ဒီ line လေးတွေကသူကတင်ကေတာပြောမှဆိုတော့ဒီဖွင့်ထားတယ်ပေါ့နော်ဒီဘက်မှာဘာမှမရှိဘူးလေ line လေးရမရှိဘူးဒါဆိုပိတ်ထားတယ်ပေါ့မမြင်ရအောင်ပေါ့ဒီဘက်ဒီမှာ line လေးရတော့မြင်နေရဒါဆိုရင်ဖွင့်ထားတယ်ပေါ့ဆိုတော့ဒီမြင်နေရတယ်ပေါ့ဗျပြောမှဆိုတော့ဒီလောက်ကနေပြီးတော့သူအောက်ကိုကြာရမယ်သူ transform နဲ့ချိန်လိုက်ထိလိုက်မယ်ပေါ့နော်ဒါလောက်မှကြာရမယ်ပြီးတော့ခဏလောက်လုပ်လိုက်အောက်ကိုပြချလိုက်တယ်ပေါ့okay ဒါဆိုရင်ရပြီเนาะပြချလိုက်တဲ့ animation လေးရပြီပေါ့ဘောဆိုပြချလိုက်တယ်ဘောဟုတ်နော်ဒါတော့အခုဒါဒီကိုယ့်ရဲ့စိတ်ကိုရှိသလိုလောက်ကြည့်ပေါ့ဟိုတယောက်နဲ့တယောက်ကတော့ဒါ creation ကတော့တူမှာမဟုတ်ပေါ့เนาะဒီလုတ်ပုံလုတ်ချင်းလည်းတူမှာမဟုတ်ဘူးဒါကတော့ဒီကျွန်တော်တို့ guideline ပုံစံမျိုးပေါ့ guideline ပုံစံမျိုးဒီလိုလုပ်လို့ရတယ်ဆိုတဲ့အကြောင်းပြပြတာပါဒါဂျန်နဲ့နီလန်းနေလည်းရှင်းရှိအောင်ပဲပေါ့နော်ဒါအခုဒီ technique က control ဒါကျွန်တော်တို့ဒီလုပ်ငန်းမှာသုံးနေတဲ့ technique ပေါ့ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီပစ္စည်းအတင်ချလို့ရမယ်လို့ထင်ပါတယ်ဒီ brown ပေါ့ဒီတပစ္စည်းကိုဒါ pro အနေနဲ့တစ်ခုခေါ်ထားတယ်လူမှာတစ်ခုတက်ထားတယ်ပစ္စည်းကိုချတဲ့အခါမှာဆိုလို့ရှိရင်ဒီကောင်ကိုတူကိုပေါ့နော်ဒါမိတ်ပြီးတော့တူကိုဖွင့်လိုက်တယ်အဲ့လိုမျိုးပေါ့တူညီတဲ့အချိန်မှာနော်ဒီလွဲနေလို့မရဘူးဘယ်နေရာမှာမိတ်မလဲဘယ်နေရာမှာဖွင့်မလဲဆိုတာကဒါချလိုက်တာနဲ့တူကပေါ်လာပြီးတော့တူချီမရှိတဲ့ဟာကမိတ်သွားမှာအဲ့လိုမျိုးပုံစံယူထားတယ်ပေါ့ဟုတ်ပြီဒါဆိုလို့ရှိရင်ဒါဒီတင်ကန်းစာမှာကတော့ဒါကိုပိုင် character ကိုပိုင် animation တွေကိုဒါလုပ်ပြီးတော့ဘယ်လိုစီးရမလဲပေါ့ပြီးတော့ဒါဘယ်လိုမျိုးအသုံးပြုရမလဲနောက်ပြီးတော့ဒီ character ရဲ့ဒီ prop တွေကိုဒါအောက်ကိုချတဲ့အခါမှာဒါဘယ်လိုမျိုးဒီ technique ကိုသုံးမလဲပေါ့အဲ့ဒီဟာလေးတွေကိုနားလည်မယ်လို့ထင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ cartoon animator software ထဲမှာဒီကိုပိုင် character အသုံးပြုပြီးတော့ဒီကိုပိုင် motion ကိုဒါဘယ်လိုမျိုးလှူရှားမလဲဆိုတဲ့ဟာကိုနားလည်မယ်လို့ထင်ပါတယ်ခင်ဗျဆိုတော့ဒီနောက်ထပ်သင်ခန်းစာတွေမှာလည်းပေါ့နော်ကျွန်တော်ဒီ cartoon animator အသုံးပြုပြီးတော့ဒီလိုအပ်တဲ့ဒီ cartoon ဇာတ်လမ်းဖန်တီးတဲ့အခါမှာပေါ့နော်ဒီလိုအပ်တဲ့ဒီ
animation တွေပေါ့အဲ့ဒီဟာကိုကျွန်တော်ဘယ်လိုမျိုးလုပ်ရှားမလဲဆိုတဲ့ဟာကိုလည်းကျွန်တော်ထပ်ပြီးတော့ဒီပြပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျတော့ဟုတ်ကဲ့ပါဒီဗီဒီယိုကိုဒါဒီတင်ကန်းစာပေါ့နော်ကြည့်ပြီးတော့ဒါကိုပိုင် character နဲ့ဒီကိုပိုင် motion တွေကိုအသုံးချပြီးတော့ဒါပို့ပြီးတော့ကောင်းတဲ့ဒီ animation တွေဒီလှုပ်ရှားနိုင်မှုအတွက်ကျွန်တော်မျှော်လင့်ပါတယ်ခင်ဗျဆိုတော့ဒီတခြားမေးစရာတွေပေါ့နော်ဒီနားမလည်တာတွေမတိတာတွေရှိနေကျွန်တော်ဒီ comment မှာပေါ့နော်ဒီရေးထားပေးလို့ရပါခင်ဗျကျွန်တော်ဒီချိန်ရတယ်ဆိုလို့ရှိရင်ပေါ့နော်ပြန်ပြီးတော့ဖြေချပေးမှာဖြစ်ပါတယ်ခင်ဗျဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ